ဝါမြာအာထုပါမီဖေယကောင်းပြီနော်ကြိုက်တဲ့အမူအရာနဲ့အာထုကြတော့နော်ဒါကြောင့်မပြောတိတ်ဆိတ်ပြီးကြိုးစားကြနော် Baya we ya pang we wa we aman song tui ja ba si
Sita Tukha Puya Manamyare Janayam Pinyam Jazi Davi Tada Winiyare Jamali Josu Chui Taulo Aung Yong Yitawe Davi Tada Winiyare Jamali Josu Chui Taulo Aung Yong Yitawe Yavi Yapawi Wawi Mansong Tui Javazi Yitana Yari Wamyaga Sandamatui Suidaha Amyari Yaneda Yitawi Yitana Yari Wamyaga Sandamatui Suidaha Amyari Yaneda Yitawi Yarana Twiri Poppy Nayare Yarana Twiri Poppy Nayare Zonika Pongo Matwe Potwe Wazi Yita Tato Nanona Achwe Nita Tato Anano Yeshingo Jarari Kawamilo Kawi Trawari Jamavazi Nita Yelo Sudao Kawu Jwe Aung Javazi Kaya Sita Tukha Puya Manamyari Janayam Pinyam Jazi Davi Tada Winiyare Jamali Josu Chui Taulo Aung Yong Yitawe Davi Tada Winiyare Jamali Josu Chui Taulo Aung Yong Yitawe Yavi Yapawi Wawi Mansong Tui Javazi Yitana Yari Wamyaga အောင်ဘုရားကတော့ကြာရအောင်နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောသမ္မာသမ္ဗုဒ္ဓတ္တအနဲ့ပြန်ကြည့်ကြရအောင်နော်အရဟတောတထာဂယကိလေသာတို့မှဧဝေတံရှင်နာမူ၍မကောင်းမှုတရားတို့သိကွယ်ရ၌ပင်ပြုတော်မမူပြောတော်မမူစိတ်တော်ကပင်ဉာဏ်စီတော်မမူတဲ့ဖြင့်ယမနာတုသုံးပုံသူတို့၏ဘုရားသူကိုခံယူတော်မူလိုက်ပါပြီထသောသမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးပါးမြတ်တရားနှင့်အလုံးစုံသောတရားတော်မြတ်တို့တရားမကုတရားမူဉာဏ်မြတ်ဖြင့်ဘုရားတိုင်းတတ်ခြင်းတည်းသိမြင်တော်မူနိုင်ပါ၏ထသောတတ္တဗုဒ္ဓဝါတောသူဘုံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တကိုနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားနမော
ယူသည်မြတ်နုမညွတ်ယူ၍ရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေဖြစ်ကြပါစေကုန်သတည်းသာကဲတက်တာလို့ပြောင်းထိုင်ကြနော်လူနိုင်တမင်းခွေထိုင်ကြပါအောင်ပြကြရအောင်နော်သူပြိဿဝတ္တရားတော်ကြီးမှာအင်္ဂါ12ပါးကိုတစ်ခေါက်ပြန်ရွတ်ကြည့်အောင်နော်အဝိဇ္ဇာသင်္ခါရဝိညာဉ်အာမင်ဒီမှာဇာတိကိုမနှိမ့်ကြအောင်ထိန်းချုပ်ရမှာကကာမဘဝဟောင်းပြီဒီကာမဘဝကိုဘုရားထိန်းချုပ်နိုင်ရင်ဇာတိလာပါမလားဟောင်းပြီကုတ္တန္တမှာဉာဏ်မလာရင်ပါရလေအခုချိန်မှာဘုန်းကြီးတို့ဥပဒနာဉာဏ်မရှိရင်ဘာဖြစ်နေတာလို့အဲ့တော့ကာမဘဝရောက်မနေဘူးလားအခုအချိန်နဲ့ကြက်ခတ်လို့ရှိရင်စွန့်တဒနာမှာပါတဲ့အကွက်နဲ့ကိုယ့်ရဲ့ခန္ဓာနဲ့တူခန္ဓာညာရောက်ပေါ်တွေ့ရမှာနော်အချိန်နဲ့ကိုယ်ကိုပြန်ကြည့်ရင်ကိုယ်တဏ္ဍာမှာခန္ဓာจิตတွေတွေ့ရတာဟာဘယ်နေရာရောက်နေတာလဲကာမဘဝဟုတ်ရဲ့လားညာမလာရင်ပါရတော့ကာမဘဝကိုဘုန်းကြီးတို့နာမည်ကတော့ကာမဘဝဒီနေ့ဘဝကိုပြောတာနော်ကံအရှင်ဟုံကြောင့်ဘဝပြောင်းလဲနေတာကိုပြောတာပါဟောင်းပြီဧကမဘဝဆိုတာတတ်မှတ်ထားတဲ့ဒီသမုဋ္ဌတဲ့စကားလုံးဟုတ်ရဲ့လားတကယ်မရှိဘူးနော်တကယ်ရှိတဲ့ကမ္မဘဝသဘောကြီးသမုဋ္ဌသဘောဟာစကားမပြောဘူးကုတ္တန္တမှာဘယ်ခံစားချက်ကိုဘယ်မျိုးကမ္မဘဝခေါ်တယ်လဲလို့သိဖို့မလိုဘူးလားညံပြောမယ်နော်တချို့တိုင်းတော်ပြန်ညံနဲ့လှည့်ကြည့်မယ်လောဆယ်တွေ့ရမှာကဘာတွေ့ရမှာလဲကမ္မဘဝညံမလာရင်ကောင်းပြီအဲ့ဒါကမ္မဘဝဆိုဘယ်လိုဟာမျိုးလဲလို့ခံစားသိဖို့မလိုဘူးလားဘယ်လိုဟာမျိုးစဉ်းစားရအောင်နော်ဒီတာတိစ္ဆန်ပုံကနေဖော်ကြည့်အောင်နော်တိစ္ဆန်ပုံကဖော်ကြည့်ရအောင်ကံစားစားမှာဘုန်းကြီးတို့တဲ့မြင်ရတော့ပါပြီနော်မြင်ရတော့ပါပြီတော့ရတော့ပါပြီဖြေးလို့သင်ကြားဦးတဲ့သုမနတိဝေအကြောင်းနဲ့ပြန်သုံးသပ်ရအောင်နော်ပထမဒုဝနေပြီးတော့အယောင်းဝယ်ကောင်းမှန်တဲ့နဲ့နေတဲ့ခါကျတော့ကြက်ဖြစ်တာမှတ်မိလားမှတ်မိပါဘူးနော်ကြက်ကဖွဲ့စည်းပုံကနှုတ်သီးလည်းပဲပါးစပ်ကနှုတ်သီးဖြစ်မသွားဘူးလားမှာပြောရင်ခေါင်းကလည်းမမြင်မဲ့နှိမ့်မသွားဘူးလားနှိမ့်သွားတယ်နော်တခါလက်ကလည်းအတောင်ဖြစ်မသွားဘူးလားကျောက်ကလည်းသေးပြီးမှမသွားဘူးလားနော်အမိလေးလည်းထွက်လာတယ်နော်လူကနေဘလို့အဲ့လိုပုံဖြစ်သွားတာလေစဉ်းစားပေါ့အဲ့မှာ
ခုနကမ္မဘဝရဲ့သဘောကိုနော်မနိစာဖျားကြီးကမကတွေပါလေငါမရေးထားတာလို့လိုက်ဆိုအောင်နော်ကာမရာဂဘဟုလကြောင့်ဝနစရကညင်ညူးစွာပြီဟင်္သာဝံပဲရိုးမွဲခိုကျက်40ရက်နှစ်ကြက်ကြက်နေညတရွရွသည်ဒါကာမရာဂတော့အရှားမဟုတ်ဘူးမြင်မှုတဲ့အစဉ်ကြားမှုတဲ့အတန်နားမှုတဲ့အနံ့တွေ့မှုတဲ့အဒီငါးမျိုးကိုမနှောမှာပုံခေါ်တာလေခေါ်တဲ့အခါမှာတတ္တဝါထင်ပြီးရင်တဲ့ထိုကာမဂုဏ်ကအဲ့ဒါကိုချမ်းသာအဖြစ်နဲ့သတ်မှတ်ပြီးတော့တောင်းတတာဟုတ်ပါ့လားတောင်းတပြီးတော့အဲ့ဒါကိုခံစားခြင်းလို့တဲ့ကြောင်းလုံးသွင်းထားတော့ဟာစဉ်းစားပါတောင်းတတယ်ဆိုတဲ့အကြောင်းကြကပ်ပါမလားဘူးလားဒါရာဂသဘောတရားချမ်းမဟုတ်ဘူးအစွဲနာတာရာဂကိုနားမလည်မှဆိုလို့ဘုရားရှင်ကပုံဆွဲပြတဲ့အခါမှာဥမာပြီးတော့ဆိုပုံဆွဲတာနော်အဝတ်ကိုဆေးဆိုးသလိုအဝတ်ကိုလုံးသွင်းတဲ့ဟာတတ္တိတွေကအယောင်လေးပါပြောင်းမသွားဘူးလားအေးတော့ခက်ဆဲပြောင်းတာမှတ်မိတယ်နော်ဟောမင်းအဲ့ပမာလို့တဲ့အမြဲတမ်းအိုရီအိမ်နေစီဝါတွေအလှပါကိုဆန်းကြအောင်လှပအောင်လို့တွေးပြီးတော့အားစိတ်ပါများတော့တဲ့တောင်းတများရင်အစွဲနာထားတော့ကိုဖြစ်တဲ့ပုံစံတွေဟာခိုင်မနေဘူးလားအမြဲတမ်းကိုပုံစံနဲ့ကိုဟတ်ကြည့်တော့ကွာဟချက်တွေများမလားဘူးလားဟုတ်ပါ့လားဘဟုလစကားလေးကဘုဆိုတာများတာပြောတာနော်ဘုကများတာဆိုတာကျိန်ဖန်များစွာလို့ပြောချင်တာအိမ်ကြီးလည်းအိမ်နဲ့ပတ်သက်တဲ့အတွေ့တွေပူအောင်တွေးစီဝါလည်းစီဝါလိုအပ်ချက်တွေကိုလိုအပ်ချက်တွေကကုသိုလ်လို့မသိဘဲနဲ့ပူတော့တာဟုတ်ပါ့လားခုနအချက်မမိနဲ့နော်ကိုယ့်ရင်ကြီးအိမ်မှာလည်းတကယ်ကြီးလည်းလိုအပ်ချက်ပေါ်မလာဘူးလားပေါ်လာမှကိုကအဲ့ကွက်လာဘာနဲ့ဖြစ်မလဲဆိုတဲ့အခါကျတော့ကုသိုလ်လို့မသိရင်ပူစရာဖြစ်ပြီပေါ့ဟုတ်ပါ့လားနဲ့လေတယ်နော်အဲ့နေရာလေးမှာကိုဖြစ်ချင်တဲ့ပုံစံတွေအားကောင်းလာတော့ကွာဟာတိုင်းပူပြီးကြမ်းတမ်းတော့ကဲပူလဲဆိုရင်ကြွတ်အောင်ကြိုးတွေကရော့မလားတင်းမလားရင်ရော့မလားတင်းမလားမမြင်အောင်တဲ့အခါတဲ့မျက်လုံးမှာရှိတဲ့ကြွတ်အောင်ကြိုးတွေနော်အာရုံကြည့်လို့မြင်အောင်တဲ့အခါမှာအသုံးချတဲ့ကြွတ်အောင်ကြိုးတွေဟာတဲ့ဟုတ်ပါအားမရရင်တင်းလာပြီတဲ့အားမရပါလေတင်းလာမျက်မှောင်တွေကုတ်မလာဘူးလားအဲ့ဟာကြားရောက်နေဆိုရင်အုံကြောတွေစကားပြောတဲ့အခါအသုံးချတဲ့အကြောတွေကတင်းဖွယ်မလာဘူးလားနောက်ရှေ့ကိုဆန္ဒတွေဆိုပြီးတော့ပူလာရင်အမောင်းတက်များမလာဘူးလားကြမ်းတမ်းတော့ခန္ဓာကိုယ်ခေါင်းဖွဲ့စည်းပုံကနှိမ့်လာတာဒီကကြမ်းတမ်းလာတာဘယ်လိုပြောမယ်ဘယ်လိုဆိုမယ်ဆိုတော့ခဲပြီးတော့ဥက္ကလာလို့ပေါ့ပြင်ဖျားအပူချိန်ဖျားများလာတော့ဒါခဲမလာဘူးလားမြေတန်းဆန္ဒတွေဆိုတော့အိုးအပြောတွေများရင်းနဲ့တို့ပြောပဇက်ကလည်းပြောအာမရပြောဆိုတော့ပုံတွေပြောင်းလာပြီတဲ့ဒါတော့ထုံလာတယ်ခေါ်တယ်ဘယ်လိုခေါ်လဲထုံလာအသေးသားချင်းဒီအလုံးပြည့်ပြီးထုံလို့ခောက်ရိုးကျိုးသွားပြီလို့မှတ်ပါခောက်ရိုးဒီပုံမပြောင်းတော့ဘူးအားကောင်းတယ်ရုပ်တဲ့သေးတဲ့အခါမှာကျက်ဖြစ်တာလို့မှတ်ရမယ်ခေါင်းပြောင်းပုံလေးတရားကြည့်အောင်နော်ဒီပါဇက်အနေထားလေးနဲ့ခေါင်းနေထားကြည့်ပါတတ္တဝါတွေကိုရှင်းကြည့်လို့ရှိရင်မပါဘူးအပူများလို့အမှောင်များလာတယ်ဆိုရင်သုံးပြချက်တွေကြမ်းမလာဘူးလားကြမ်းရင်ကြစဉ်းစားကြည့်လူနဲ့စီနေမှာမြောက်ကိုကြည့်ရင်နှဖူးကကျဲမလားကျင်းမလားဟုတ်တယ်မြောက်ကခေါင်းနေနှဖူးကျဲတယ်မေးကပိုးရှည်မလားဘူးလားမောက်လာတယ်ဟုတ်ရဲ့လားနဲ့လေတယ်နော်တောက်တီထားရမယ့်ချက်ပဲကဲခွေးကြတော့ခေါင်းပုံနှိပ်မသွားဘူးလားမေးပိုးရှည်မသွားဘူးလားဟုတ်ပါ့လားလူတိုင်းလက်ကြီးလူတွေမှလည်းနှဖူးချင်းချင်းနဲ့ရန်ခတ်မမောင်ဆိုရင်တိတ်တော့မကောင်းသူကပ်လီလက်ဝဲသမိုင်းတွေတွေ့တယ်မလားလက်ဝဲသမိုင်းကြီးလူချိုင်းနေဆိုရင်နှဖူးချင်းနဲ့တရားမောက်တယ်နှပြကြီးတွေသေးတယ်မလားတော့မဟုတ်တယ်နော်ခက်ကြမ်းကြမ်းကြီးတွေတွေ့ရတယ်မလားဟုတ်တယ်အဲ့တော့မှတ်ပါကြမ်းတမ်းလာလို့နှလုံးပူလို့တောင်းတကြောင်းကြမ်းလို့ပူလောင်ရင်ခ
လက်စီဆက်အကုန်ညံ့လာဖွဲ့စည်းပုံလည်းပြောင်းမလာဘူးလားခုနပြောတဲ့သုံးမနာတပီအလောင်းနေရာလေးကြိုင်းမယ်နောက်ခွေးလဲသူပါမအင်ရှင်လဲပါမအကုန်လုံးပြန်ရခန့်ပြီးတော့အဲ့ဒါအကျိုးကတင်းပြီးသူကိုသူတော်မသတိမရဘူးအသက်ရှူလာတော့မေ့နေတယ်အသက်ရှူလာတော့သတိမရဘူးဟုတ်ရဲ့လားဒါနာကိုယောဂီဒီမှာတော့အသက်ရှူလာသတိရတယ်မလားရှင်နေကောင်းပါလေနော်ဟိုမှာတွေးတာမျိုးတော့အသက်ရှူလာမေ့ပြီးတော့ပြန်ရခန့်နေတာကိုအဲ့လောက်ဆိုးနေတော့ကြမ်းတမ်းလုံးအားကြီးတော့ပါဒီပါဇက်နေရာကအပူရင်ဖီးကပုံများတာဟုတ်ပေါ့လားဒါကရှေ့ကိုစောတယ်ဆိုတော့လေပင်လဲကြမ်းတမ်းမလာဘူးလားလေပုံစံပြောင်းတော့ပါလေပင်လဲပုံမှန်လေပင်မဟုတ်တော့ဘူးနည်းနည်းပူရှည်သွားတယ်ခေါင်းကလည်းပုံနေနေဥဟာဖြစ်တာနော်သေးသေးလေးကလေးစီးနဲ့စားပြီးဖွယ်ရင်နေရဖေးနေမှာပြီးတော့ပါဇက်နေရာနှုတ်သီးဖြစ်သွားတယ်မျက်လုံးကလည်းအောင်းစားကောင်းတာတဲ့တဲ့ဖို့တော့ဘေးရောက်သွားတယ်မျက်လုံးပေါက်ကြီးလည်းကျဲမသွားဘူးလားမျက်ခွန်တော့မရှိတော့ဘူးနော်ဘာပေါ့လားတည်ထားပါသူအချိုးကြပဲကဲလက်ကလည်းပဲကြည့်ပြီးတော့တောင်ဖြစ်မသွားဘူးလားนั่นလေတယ်နော်အဘကြောင့်စီတွေးနေတဲ့ကဘဝပြောင်းတာအမှန်ပဲအချိန်တိုင်းရိပ်မိလားကာမဘဝသဘောပြောနေတာနော်တဏှာဥပါဒံပြေးပါလေကာမဘဝအတွေးကြလေးတွေကစတာဘယ်ရစမလို့ဘယ်ရစမှာလဲအိမ်နယ်စိတ်နော်ကိုမာကအပြည့်လောင်းတော့ဖွဲမိကလေးလောင်းနေမျက်နှာအမူအရာပေါ်မနေဘူးလားဧည့်သည်ဖြစ်လိုက်နော်မျက်စိအစင်မြင်သိစိတ်ခန္ဓာ၅ပါးကာလမချစိတ်ဓမ္မယုအဲ့အတွေ့လေးကအမြဲရှိပါမလားရှိပါဘူးဗျာပြည့်စုံမိန်တော့ပြောင်းမနေဘူးလားဒီကနေ့မှသူရှိပါမလားရှိပါဘူးဗျာမမြင်တော့ဘူးလေဟုတ်တယ်လားဒီအတွေ့ကအမြဲမရှိဘူးနော်မျက်စိကပြန်စမျက်စိပြန်နော်ခန္ဓာအတန်ဇာတိတွေခန္ဓာအဲ့အတွေ့ကအမြဲရှိပါမလားရှိပါဘူးဗျာအဲ့ဒါထားလိုက်နော်အမြဲမရှိဘူးဆိုပါဦးနှခါအနန္နတိတိဒါလည်းအမြဲရှိပါမလားရှိပါဘူးဗျာအဲ့ဒါထားဒါတွေကိုအခြေခံမရှိပါဘူးနော်အဲ့တော့ပေါင်းရှာရတာအမြဲရှိပါမလားသူ့အခြေခံရှုလို့ရပါမလားဟုတ်ပြီမပြတ်မလားအမြဲရှိတာကိုရှုရမှာဘူးအမြဲဆိုရင်မှအချိန်ကိုမှတ်လိုက်ရင်အဲ့ချိန်နဲ့မိမောကြလွဲရင်တဲ့ကိုမာကအပြည့်ကိုကိုပြန်တွေးကြည့်အောင်နော်အောင်ရောတွေကကိုလုံးအပြည့်ဆက်မထားဘူးလားဆက်ထားပါတယ်ဗျာအောင်ရောပုံသားဖော်ပေးပါဦးပြန်ပြီးနှလုံးသွင်းနေအောင်နော်တက်ကအတွင်းလေးပို့ကောင်းနေပဲလက်ဖြားလေးမှလည်းအောင်ကြောမရောက်ဘူးလားခြေပြားလေးရောမရောက်ဘူးလားဒီကုလုံးအနှံ့ပါပဲတဲ့ကြံနာဆိုလို့သပင်ရဲ့လက်သေးချီလေးရဲ့အရေးပြားကြောက်တယ်မှတ်မိလားမှတ်ပါဗျာပြောကြည့်ပါဦးကြံနာအကုန်ရှိတယ်နော်ဒီအဖျားဆုံးပိုင်းလေးတွေကအာရုံသိတဲ့နေရာလေးတွေလေအာရုံသိတဲ့နေရာလေးတွေနော်ကာယပတ္တဒတခါကာယပတ္တကိုတိုက်မဲ့အာယုံကဓာတ်ဘယ်နှပါလဲ၃ပါပါဗျာပထဝီရေဧရောရေဝါအဘမပါဘူးနော်၃ပါပဲရှိတယ်တဲ့ဘလို့တိုက်လိုက်မိတဲ့အခါမှာကလပ်စီဆဲလေးတွေကရုပ်ကတဲ့ရုပ်တွေကရတော့တစ်ခါမှာကလေးသိန်းကျော်တဲ့ပြက်စီးနေတာဘူးတော့ကအစားထိုးလိုက်ပြက်လိုက်နော်အစနာမကြောင်ပေါက်ခွဲပြက်စီးရင်တဲ့အပူဓာတ်ထွက်ပြီးဘာထွက်မလဲကိုယ်လည်းကိုယ်တို့50ကအခါ100လောက်ပေါ့ဝိလက်ဆန်းလိုက်ရင်အေးလာမလားပူလာမလားဟုတ်တယ်မရေနိုင်နဲ့ကလေးစီလိုက်တယ်အများကြီးကမျက်တော့တစ်ခါမှာကလေး9000လောက်တော့ပြက်စီးကုန်တော့ပူတာပေါ့အိပ်ပျော်နေရင်ပူတာသိပါမလားပေါက်ခွဲလို့ဆိုရင်အဲ့နေရာလေးမှာတွန်းကန်အလေးပေါ်မလာဘူးလားအဲ့တော့တေသောဝါရောခေါ်တာဘူးဘယ်လိုခေါ်လဲတေသော
တခါအေးရင်လည်းကြည့်ပြီးခဲမသွားဘူးလားတော့ပေါ့လားဒါလည်းတည်ရောပဲဟွာရောပဲလေတော့ပေါ့လားအေးတာလည်းတည်ရောပူလည်းတည်ရောนั่นလေနော်အဲ့တော့အဲ့ဒါတွေအိပ်ပျော်နေအေးတာပူတာတွေတင်းတာရော့တယ်သိပါမလားတော့ပေါ့တယ်နော်နိုးတော့မှတဲ့နံလေးပါးဘုံရပြတ်ပြီးတော့စိတ်စိတ်တွေပြတ်ပြီးတော့မှဒီမှာလာပေါင်းတာဟုတ်ပေါင်းလို့ရှိရင်ကဲအေးတာလှုပ်တာပူတာမသိတာဘူးလားဟုတ်တယ်ပရိသတ်ကတော့ဂိုင်လို့ရရင်ခံမှာပထဝီဂိုင်လို့မရရင်အာနာပါနတိမှာပထဝီမထင်ရှားတော့ဘူးလို့ထားလိုက်တော့နော်တေဇောဝါရောမထင်ရှားဘူးလားဟုတ်တယ်ပရိကတော့တိမထင်ရှားဘူးနော်အောင်ပြီကဲထူးခြားချက်တစ်ခုသာကိုထပ်ပြောအောင်နော်စိတ်ကသဘောတဘာဝကမြတ်တော်တစ်ခါမှာဘယ်လောက်တော့ကဲမင်းတို့ကမြင်မယ်နော်ဒီကလုံးအနှံ့မှာခန္ဓာ၅ပါးကဒီကလုံးအနှံ့ကိုတပြိုင်နက်ထိုးတဲ့ကဲလို့ပေါ့နော်ဘုရားဖွဲမိလို့ပြောတာကိုဖွဲမိကဲလို့လောင်းနေပြောတယ်ဒါပေမဲ့အချို့တွေးကြဖြစ်နေတာကဒီစိတ်တဲ့စိတ်ကနေပြီးတော့ဒီလောက်များပြားတဲ့နေရာကိုလိုက်ပြီးတော့သိနိုင်ပါမလားလို့အမတစိတ်ကမသိနိုင်မှာဟုတ်ပါတယ်တစိတ်ကသိနိုင်မှာမလားသိနိုင်မှာဘူးဟုတ်တယ်နော်များပြားတဲ့နေရာကိုစိတ်တစိတ်ကသိနိုင်မှာမလားသိနိုင်မှာဘူးဟုတ်ရဲ့လားစိတ်တွေကသိနိုင်မှာမလားသိဘူးဒါမြင်ကဲစဉ်းစားအရာတွေးနဲ့တွေးမယ်ကဲဒီကုန်းအနှံ့ကိုစိတ်ကပတ်ပြီးလို့မိပါမလားသိကြတယ်နော်ဒါမြင်ကဲရှုတဲ့အခါမှာကုသဏမှာဝေဒနာတို့စသဖြင့်ခံစားချက်တွေရှုတဲ့နေရာမှာတနေရာမှာရှုဆိုင်ပြီးဆိုမကြည့်ကြဘူးလားအဲ့ဒီနေရာမှာမရှိဘူးလို့ထင်နေတယ်လားစဉ်းစားပေါ့အဲ့တော့အယူဆအမှရေးကြည့်လာပြီနော်တစိမ့်ပဲထင်တယ်တစိမ့်ကဘယ်လိုပတ်ပြီးသိနိုင်မှာလဲလို့မတွေးကြဘူးလားသူငယ်ကတွေးဘူးတယ်တမန်ကြီးကောင်းလို့ရှိရင်ဂရေတသိန်းကျော်ကိုမှီအောင်လိုက်ပြီးငါတို့တွက်နိုင်မှာပဲလို့ထင်မှုတယ်ပေါ့နော်စဉ်းစားပေါ့ဂရေ9000ကျော်ပြည့်စည်တာကိုတသိန်းကျော်လိုက်ပြီးသိနိုင်မှာပဲလို့သူထင်ခဲ့ဘူးတယ်ပေါ့အဲ့လိုလိုက်မှဆိုရင်သူမောလိမ့်မယ်ပြင်ပန်းလိမ့်မယ်လေအဲ့တော့အယူဆတစ်ခုဒီမှာပြောအောင်နော်စိတ်ကသဘောတရားကအလို့ကြားဘူးညာပဲလေအမှတ်မထင်နာနေကြတာမြတ်တော်တစ်ခါကာလအတွင်းမှာဂရေပေါင်းတသိန်းတန်ဆိုပါဦးသိပြီလားကာမိကဲမာသီဆရာဖေးရမေးရှိတယ်စိတ်အကြောင်းရှင်းပြပါဆိုတော့ဒီမီးလုံးတွေလျှက်စစ်မီးလုံးတွေကမီးရဲ့အကျဉ်းကိုတိုင်းကြီးတဲ့လျှက်စစ်မီးမှာတစ်စက္ကန့်မှာဘယ်နှကြိမ်ပြတ်တယ်လဲတိုင်းကြီးဆိုတော့တစ်စက္ကန့်မှာအကျဉ်း90အစားထိုးတယ်အကျဉ်း90တစ်ချက်ပေါ်လိုက်လောင်သွားလိုက်တစ်ခါထပ်အစားထိုးလိုက်လောင်သွားလိုက်နဲ့အကျဉ်းဘယ်လောက်လဲ90ဆိုတော့မီးလုံးသဘောတရားကမီးလုံးထဲမှာကျိုးလေးရှိတယ်လောင်စရာကျိုးလေးရှိတယ်နော်မြင်လေးမီးဝင်သွားလို့ရှိရင်အားလင်းသွားတာလောင်သွားတာခဏတစ်ခါထပ်ဝင်လိုက်ရင်လောင်သွားရင်ဆိုအလင်းရောင်လေးတွေပေါ်သွားတာမြင်သေးသေးဆိုတော့လောင်လို့ရှိရင်အားလင်းသွားတာပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုတစ်ချိန်ဝင်လိုက်ရင်လောင်သွားရင်ပျောက်သွားတယ်လက်စစ်တက်ကောဒီမှရုပ်ပုံရောပါသွားပြီနော်ညနေတစ်ခါအစားထိုးလိုက်ရင်လိမ့်ပြီးလောင်သွားပြန်ရင်ဟုတ်ရဲ့လားအဲ့တော့သူကအကျဉ်းတစ်စက္ကန့်မှာအကျဉ်း90အစားထိုးလောင်လို့မို့လို့မြန်တော့ဆက်တယ်ထင်ရတာပါတဲ့ဟုတ်ပါရဲ့လားအဲ့တော့အဲ့တိုင်းမှတ်ပါတဲ့သိက္ခာသဘောတရားလည်းအတိအစားထိုးလိုက်ထုတ်သွားလိုက်အစားထိုးလိုက်ထုတ်လိုက်ဟုတ်ပါလားမြတ်တော်တစ်ခါမှာတဲ့ဟိုကတော့တစ်စက္ကန့်မှာအကျဉ်း90နော်ဒီမှာမြတ်တော်တစ်ခါမှာဂရေပေါင်း3သိန်းကျော်2သိန်းကြားမှာရှိတယ်3သိန်းကျော်2သိန်းကြားမှာရှိတာနော်အဲ့ဒါဘုရားရေပြနိုင်ခဲ့တယ်တဲ့ဆိုတော့မြတ်တော်တစ်ခါနဲ့တစ်စက္ကန့်တူလားတစ်စက္ကန့်အတွင်းမှာမြတ်တော်တစ်ခါဘယ်နှကြိမ်လောက်ဝင်နော်48ကြိမ်တစ်ကြိမ်လို့ဒါဥပဒေကိုမှတ်တမ်းမှာတွေ့ရတာနော်မြတ်တော်ကထိတဲ့အချိန်သေးသေးလေးကတစ်စက္ကန့်48ပုံတစ်ပုံလို့သူဆိုထားတာကိုမှတ်တမ်းမှာတွေ့ရတယ်ဒါဥပဒေကိုလို့ရှားပွေထားတာပေါ့နော်ဒါပေမဲ့အမှန်သိငယ်တဲ့ကာလလေးမှာဂရေတသိန်းကျော်ဆိုတဲ့ကြိမ်နှုန်းကိုရေးနေတဲ့ဆက်ရှိပါမလားအဲ့ဒီနေမှာဘုရားရှင်ကအစိမ့်နေရဂုံတော်ကြီးပဲ
ဖះညာတော့နှမ်းလို့မရအောင်ကြီးကျယ်တာကိုယ်စိတ်နဲ့ကိုယ်တင်းတဲ့တုံးလေးရေးကြည့်ပါနော်ဆိုကြည့်တင်းတဲ့တုံးလေးရေးကြည့်စိတ်ထဲကပါဇက်ကဆိုကြည့်1 2 3 4 5မျက်နှာတစ်ခါတည်းကိုတသိန်းပြပါမလား30တောင်မပြပါဘူးတော့ပေါ့လားဥယျာဉ်ညာအမှန်တန်နှေးတာတော့ပေါ့လားဖះညာတို့ရအမှန်တန်နှင်းမြန်တာထက်မြက်တော့ဆက်ကြောက်လာတဲ့တောင်းကပြင်မနဲ့တည်းအများကြီးတရားလာနာဟောနေတဲ့တပါးကြီးရဲ့စိတ်ကိုကိုပိုင်းခြားသိနိုင်တယ်အဲ့ဘုရားရှင်အစိမ်ကြီးကဂုံတော့ပဲเนาะဟောပြီအဲ့လောက်သိမ့်မွေးလာတဲ့စိတ်ကအကျဉ်းကိုဘုရားရှင်နိုင်တယ်ဆိုတာလျှစ်စစ်တဲ့နဲ့ရှင်ကြည့်တော့မှဩဒီအကျဉ်းရှိတယ်ဆိုတာလက်ခံလို့ရပြီလက်ခံလို့မရဘူးလားရပါတယ်ဗျာနားလည်တယ်เนาะနီးစပ်သွားပြီเนาะဟောပြီအဲ့လျှစ်စစ်တဲ့ကကျဉ်းနှုံးကြောင်းကိုအကျိုးယောဂီအဟောင်းနေလည်းပဲမြင်မှုလည်းချွတ်မမြင်မှုလည်းရှိမယ်เนาะမြင်မှုလည်းထပ်မြင်မှုအောင်ကြည့်အောင်ပြန်ပြီးတော့เนาะမီးလေးနဲ့ဆိုတဲ့နေရာမှာဒီထဲမှာမနှံမြန်နဲ့စစ်စစ်လိုင်းလေးတွေအစားထိုးတာမြန်လုံးတော့ဆက်တယ်ထင်ရတာတဲ့အဲ့ဒါမှသူအံ့ဩစရာကောင်းတာကဒီခက်ကဒီဖြတ်တဲ့အချိန်လေးတွေကိုအလျှော့တင်းချိန်လို့ရတဲ့စက်တွေပေါ်နေတယ်အဲ့ဒါနဲ့သူကြည့်တော့တစ်စက္ကန့်မှာတဲ့ပထမ10ချိန်မဲ့သူဒီထဲမှာဖြတ်ပြီးလောင်ခိုင်းမယ်တဲ့အလင်းခိုင်းမယ်ပေါ့နော်ထိန်းချုပ်လို့ရတာကြည့်ကို30ရထားပြီကြည်ပါဒီမှာတခါအစားတို့လောင်လိုက်မှိန်သွားလိုက်အစားတို့လိုက်မှိန်လိုက်နေတာတခုလိုဂျားလေးချားနေတော့ဟာမိတ်တုံနဲ့ဖြစ်ပြပေါ်တာမတွေ့ရဘူးလားတွေ့ရတယ်တစ်စက္ကန့်10ရင်ဆိုတော့ဟာဂျားထဲမှာချားတာပေါ့ဟုတ်ရဲ့လားတခါလောင်လေးလင်းလိုက်သေးကြပြီနော်လင်းတာလည်းသေးကြပြီအချိန်20ထားပြမယ်ဖေရတဲ့20တိုးကြည့်မယ်ကြည့်နော်20ဖြတ်လိုက်တော့ပုံမြန်မလာဘူးလားစိတ်လာပြီနော်ကိုစိတ်လာပြီဒါလည်းပဲလောင်နာမှတ်တာနော်တခါလောင်လိုက်ပြောက်လိုက်အစားထိုးလိုက်လောင်လိုက်လို့သွားတာနော်အောင်ပြီတခါ30ထားပြမယ်ဖေရတဲ့30ကြာရင်နော်ပြက်တာတွေ့မှာမဟုတ်တော့ဘူးတဲ့ကြည့်ပါဦး30ပြပါကြည့်လိုက်မီးလုံးလေးငြိမ်မသွားဘူးလားဖြစ်ပြပေါ်သေးလားအဲ့ဒါအဓိကပဲလေကောင်းပြီကဲမိကုန်းတစ်ခုမေးမယ်နော်ဒါပြေးလိုက်တော့အစက်ကမှအကျိန်90အစားထိုးတဲ့လက်စစ်တက်တောင်မှပဲဒီဘက်ခင်မှာမိလုံးသေးသေးလေးကျိုးတယ်မိလုံးတွေးဘူးတယ်မလားကဲတက်ပြန်မှာသူ5,000လောက်ဝင်လိုက်တယ်မိခလုတ်ဖွင့်လိုက်ရင်အကောင်မလင်းဘူးလားနောက်ခါတလုံးမှကြည့်ရင်အကျိန်90အစားထိုးမနေဘူးလားဟောပေါ့လားကဲကိုမှသနာပါအောင်ကြောအဖျားတွေကမီးလုံးနဲ့တူတယ်လေအများကြီးရှိမနေဘူးလားအကုန်လုံးမလင်းနိုင်ဘူးလားဘယ်တော့ခမကလေးမမလောက်လဲတိန်းတော်နော်ရိပ်မိလားတောင်ဖျားကခန္ဓာ၅ပါးဖြစ်ပုံလေးကိုမီးနဲ့ဥမာပေးသွားတာမှကြည့်လိုက်မျက်စိမှာဆိုရင်ပြန်စမှာနော်မျက်စိမှာဆိုရင်သတ္တမီပြန်ဆိုပါမျက်စိမှာဟုတ်ပြီအတိဖြစ်တဲ့ဆိုစက္ကဝဉ္ဉ္သတ္တမီလို့ပြောဆိုတဲ့ကဲ့သို့နော်စက္ကဝဉ္ဉ္ခေါ်လိုက်တာလောင်ပြီးမြဲမလားပျောက်သွားမှာလားဆက်မှလားအဆုံးသတ်မှလားကဲနားမှာကြတော့ဝချမ်းမီမှတ်မိတယ်နော်ဝချမ်းလောင်ရင်အတန်မထွက်ဘူးလားချောင်းမီလို့နော်ဝချမ်းမီကောင်းပြီနှာခေါင်းမှာကြတော့မြင်မီဒါဖျောက်မှပေးတာကတေချာတွေးမှထဲထဲဝင်ရှိတယ်နော်အောင်ပြီတခါရှာမှကြတော့နောက်ကြီးကအစိုးရမရှိဘူးလားဟုတ်တယ်နောက်ကြီးမီဝတ်ပြီးတာအမတန်ထဲထဲဝင်စဉ်းစားမှမှန်တော့တာကိုမှကြတော့ဖွဲပုံမီးလောင်နေဆိုရင်အမုံတစ်ခုကလောင်မနေဘူးလားဒါမြင်မှတ်ထားမျက်စိမလင်းနဲ့ကိုမှကခန္ဓာ၅ပါးဖြစ်ပုံကအများကြီးလောင်နေတာပါဖွဲပြီးလို့လောင်နေတာပါတော့ပေါ့လားနဲ့လည်းပြီးတော့များလုံးတော့ဆက်တယ်မထင်ရဘူးလားဟုတ်တယ်ဒါဖွဲမိခဲ့တော့ဒီကုလုံးအပြည့်လောင်မနေဘူးလားအမေနေရာနဲ့လိုက်ပြီးဟိုနေရာဒီနေရာလေးတွေဆိုတာဟုတ်ပါမလား
အပြည့်လောင်တာမှတ်လိုက်တော့အပေါင်းအပြည့်လောင်တာမှတ်လိုက်ဟုတ်ပါလားလောင်ရင်ဖြင့်ခန္ဓာ၅ပါးဆိုရင်ကိုယ်မှကဘယ်အာယုံသိမလဲဆိုတော့တင်းလိုက်ရောလိုက်ပူလိုက်အေးလိုက်မသိရဘူးလားဟိုထင်းရှားနေတာပဲလေတချင်းချင်းနဲ့ပူလိုက်အေးလိုက်လှုပ်တာမသိရဘူးလားသိရင်မြန်လွန်အားကြီးတယ်ကာလမချားဆိုတော့ကဲတောက်ဆောင်မျက်နှာအမူအရာပေါ်မနေဘူးလားပေါ်ရလားမနှောကြတော့တဏှာဖယ်လိုက်ရင်တန်လျက်ကဲ့သို့ပဲယူပါတန်ဖွဲ့တာလည်းပဲရုပ်ကလအမုံလေးတွေကနှုံလုံးအားကြီးတော့အငွေ့နဲ့တူမနေဘူးလားဖွဲ့ရင်းနဲ့သူကမြဲမှလားပြောက်မှလားပြောက်နေတာဆိုတော့ဒီမှာတတ်တော်ပါသေးလားစကားပြောနိုင်သေးလားစကားပြောတဲ့တတ်တော်ဟုတ်သေးလားသိပြီလားရပြီနော်ဒါမြင်သူဆက်ရှူလိုက်တယ်နဲ့ပဲဒီကုန်းအပြည့်လောင်ရင်အမူအရာတန်းပါမနေဘူးလားမြန်လုံးတော့ကာလမချားတော့ဖျားမှုတာပိုင်းနိုင်တာအဲ့တော့နောက်စိတ်ကအဖြေထုတ်တာပဲလေဖျားပြီးတဲ့ပညာရထားတော့နေတံနေတော့မတမီနာကျွန်တော်ခမည်းမျက်နာပါပြုခမည်းပိုက်ဆိုင်တဲ့ခေါင်းကြီးပါပြုငါပါပြုလို့ပြောတာအဲ့တော့နှလုံးသွင်းနေဆိုရင်တိတ်ဆိတ်လို့စကားမပြောဘူးဆိုရင်ဒီကြောတွေတင်းတာတွေကရောက်မသွားဘူးလားသောနဲ့ပေါက်လာပြီလားရှုမှတ်ခြင်းအပြင်နှုံးသွင်းလိုက်တာနဲ့တပြိုင်နက်အဲ့အေးတွေကပြတ်မသွားဘူးလားအိမ်မိကြပြီနော်သူရဲ့ပြီးဆုံးခြင်းကုံဆုံးခြင်းဘဝအဆုံးကျတော့ကြောင့်ရှေ့စောတာလာသေးလားသောပေါက်ကြလားဒါဆိုရင်စကားမပြောတော့ဘူးဆိုရင်စကားလုံးမှမရှိတော့ဘူးစကားပြောလို့တွန်းအားပေးတဲ့ဝစီတင်ခါရခေါ်တွန်းအားလာသေးလားဒီစကားပြောတဲ့အသုံးချတဲ့အောင်ကျော်တွေကိုဘာပြောမယ်ဆိုရင်သုံးမချက်ချလိုက်ရင်ဥပဒံပြီးရင်တွန်းအားပေါ်တာကိုဒီမှာပြောကြမရှိတော့စကားမပြောမှန်းသုံးမချက်ချထားတာဟုတ်ရဲ့လားအဲ့တော့မို့သုံးမချက်စကားပြောကြမရှိတော့ဘူးဆိုရင်တွန်းထားတဲ့အရှိန်ဟုန်တွေကရော့မသွားဘူးလားဒါရင်ဒီမေးတွေတင်းတာရော့သွားပြီကျန်းတာနှုတ်သွားပြီဟုတ်ပါလားဒါနဲ့ကျင်းတာကျဲမသွားဘူးလားအယောင်ကလည်းကောင်းမလားဘူးလားဟုတ်ပါလားအားဆိုင်ပြီးရင်ခေါင်းကနေပြီးတော့တရားတင်းတာကြီးလည်းရော့မလာဘူးလားခေါင်းလည်းမြင်လည်းနမိတ်ကျဲမလာဘူးလားဘာပေါ့လားနေတံမမနေတော့မတမိနာမေတော့လုံးဝစကားမပြောတတ်တော်မူကြောင်းသိလို့နှုံးသွင်းနေရငကိုတင်းတာလည်းအကုန်ရော့ပြီးသွားတော့တာပေါ့ဘာပေါ့ပြီလားပကောကမြင့်ပြီးကတ်တာလည်းဖြစ်နေပြီးတော့ရော့မလာဘူးလားခန္ဓာကိုယ်ကနူးညံ့ပြီးကျဲလာတာအယောင်တောက်လာတာဟုတ်ပါလားပေးရကြည့်တော့လူပဲသူကနတ်လူဖြစ်လာပြီအဲဒီကိုပြောင်းလာပြီသိမိကြလားဒါမို့အပနိကောကုံတော့ဘုဒီမှာအမှအဖြစ်ပေါ်တော့တာတဲ့နောက်ရနိဗ္ဗာန်ကိုဆောင်းနေတဲ့ဒီတရားနှလုံးသွင်းနေပဲဘဝပြောင်းနေတာလေကမ္မဘဝဒီမှာပြောင်းနေတာညမလာခင်တုန်းကတော့တတ်တော်ထဲထင်းပြီးဆက်ထားတော့ဘာပြောမယ်ရှင်ထဲမှာစကားပြောလို့အားဆိုင်မနေဘူးလားဒီအကောင်ဆက်ထားတော့မြင်ုံတာပါမလားဘူးလားဟုတ်ပါလားအဲ့တော့ကြောလေးတင်းပြီးဖွဲ့ချီမထားဘူးလားဟိုဘွားကျန်းနေပြီဘွားဖြစ်နေတာနားလည်ပြီနော်ပြတ်တာမတွေ့ဘူးလေဒီမှာညံနဲ့ဖြတ်လက်ချက်လိုက်ကြောဒီမှာတင်းလက်စာဖွဲ့လက်စာရုပ်တည်အကျန်းကြီးဖြစ်နေအယောင်ပြောင်းမလားဘူးလားနားလည်မိကျဲမလားဘူးလားရော့တာတင်းတာလည်းရော့မလားဘူးလားဒီမြေရှည်တာတူသွားပြီပူတာရှည်သွားပြီဒီမြေကျဲအယောင်တောက်ဖို့ကိုပြောင်းတော့တာပေါ့ဟုတ်ပါကြလားနားလည်ပါလေနော်အဲ့ဒါကိုပင်လေတဲ့ကိလေသာဆိုအမြင်မှားကြောင့်ဖြစ်တဲ့ဇောတွေတဲ့ကြာလာတာဟုတ်ပါလားနောက်တရားရှိတရားကျေစုပြုတယ်တဲ့နောက်မှဖြစ်တဲ့အမှန်တည်းသိလိုက်တဲ့ဇောဟုတ်ပါလားဒါဉာဏ်နဲ့ရှင်တဲ့ဇောတောက်ထွက်လန်းမြင်တဲ့ဉာဏ်နဲ့ဖြစ်တဲ့ဇောမဲ့ဇောလို့ခေါ်တာဒီဉာဏ်ကထွက်လန်းဉာဏ်လေဟုတ်လားအဲ့ဉာဏ်ရဲ့အရှင်ဟုံကရှေ့ကိုတွန်းတာတွေကိုဖြတ်ချလိုက်မတွန်းတော့ဘူးလေဟုတ်ပါလားအဲ့ဇောအရှင်ကတဲ့ရှေ့တရားဆိုတာရှေ့ရဖြစ်နေတဲ့တင်းဖွဲ့ချီထားတဲ့ဟာတွေဖြည်ပြီနောက်တရားကရှေ့တရားကိုယူပြုတာဘွားပြောင်းမလာဘူးလားဒါအပနိကောဆိုနတ်ရနိဗ္ဗာန်ထီအောင်ဒီတရားဆောင်းနေတယ်ရှုနေရင်လည်းပြောင်းသွားတာဖွဲ့စည်းပုံပြောင်းပြီလေနောက်ဆုံးပိတ်အားကောင်းလာရင်ဖွဲ့စည်းပုံပြောက်ပြီတဲ့ဖွဲ့စည်းပုံပါလေပြောင်းရင်တဖန်ဖွဲ့တဲ့အချိန်ပြီးတော့ဇာတိလာပါတော့မလား
ရိမ့်ပြီလားခုနသမဏအလောင်းနေရတော့သူကဆက်တာကိုငါထင်ထားတဲ့အပြင်ငါဥစ္စာငါပစ္စည်းဆိုတော့ပိုကျမ်းမလားဘူးလားဒီမှာသူကချီပြီလေတဏှာအစည်းကလည်းခေါ်တယ်နော်တခါကန္တလို့လည်းခေါ်တယ်တဲ့ထုံးဖွဲ့တာချီတော့လည်းဘုရားသုံးပါတယ်ဖွဲ့ရရှိတဲ့အားများတော့ဒီမှာတင်းမလားဘူးလားဟိုပြရခန်းပြီးတော့ဟိုအကုန်လုံးပဲတက်ချူရတယ်မေးလို့အဲကြတော့ခေါင်းရိုးကျိုးသွားတော့ဘေးရကြီးတော့လူကြက်ပုံပြောင်းမနေဘူးလားအရှင်ဟိုကခေါင်းရိုးကျိုးလို့မရနိုင်တော့ကြောင့်တည်တည်ချင်းပဲဥဒ္ဒန်နေကြက်မှသွားမိရတာလေအရှင်တိုင်းပဲပုံတော့ပုံပေါ်တော့ကြက်ဖြစ်ရတာသားပေါ်ရလားဒါမြင်အခုတွင်းနဲ့ဖုန်းအကဲခံမှာကကိုယ့်ရဲ့ဒီမျက်နှာတိဆောက်ပုံနေမျိုးလုံးတိဆောက်ပုံနေလေကုတ်လေပင်နေပေါင်ကျိုးတိဆောက်ပုံတွေအကဲခါရမှာလေသားပေါ်ရလားနားလည်တယ်နော်ပြေးလိုက်တာနဲ့ချီကိုချီနေပြီဖွဲ့ကိုဖွဲ့နေပြီကတ်နေပြီဆိုရင်ပုံပြောင်းနေပြီဘွားဖြစ်နေပြီတက်ကဘွားဖြစ်အောင်တွန်းအားပေးလို့ဖြစ်မနေဘူးလားဒါမှမလို့တဏှာဥပါဒံပြပါရတော့ဘောကာမဘဝဒီအရှင်ဟုန်တွေကဖြစ်တာနားလည်မလားဥပဒနာကျတော့အရှင်ဟုန်မရှိတော့ဖြတ်ချလိုက်တာတော့ပေါ့လားတတ်တာမဟုတ်တဲ့ပြစကားမပြောတဲ့အပြင်ဝေရဓမ္မသင်္ခါရဖြစ်တော့ကြောင့်ရှေ့ကိုဖွဲ့တာချီတာလာသေးလားဘွားဖြစ်အောင်ဖွဲ့သေးလားရှေ့ကိုလွတ်မြောက်သွားပြီလေအဆုံးတတ်တာဖြစ်တော့ဘဝအဆုံးတန္တရာအဆုံးဝိကအဆုံးလေဒါဆိုရင်ဒီဘက်ကတင်းတာလေကိုကြော့မသွားဘူးလားဘုရားပြောင်းနေပြီအားကောင်းလာပြီတော့ပေါ့လားတောင်ရှုမှတ်နေသေးလေအခြေခံလေးလောကီမယ်လေးရတယ်တောင်းပါပဲရှုမှတ်ရင်သိရင်တော့နတ်တော့အသာလေးပဲနတ်တော့ဒါလေးဖြစ်နုညံ့သွားပြီလေညနာမို့တော့ပြီးသွားတာအယောင်တော့တဲ့နတ်တော့မဖြစ်နိုင်ဘူးလားဒါကမသိရင်သောတာပန်ဆိုကောင်းကောင်းဖြတ်တတ်သွားပြီရှင်းသွားပြီဆိုတဲ့အခါမှာတဲ့ဖွဲ့စည်းပုံကအမှန်တန်နုညံ့သွားပြီလေဟုတ်ရဲ့လားမသိရင်သောတာပန်အသေးအနန္တပြမတဲ့ပြမကြတော့ကြီးသွားပြီနုညံ့သွားပြီပြမရဲ့နုညံ့ပုံဘုန်းတို့ဗမာသွားတွေ့ရလဲဆိုတော့တန်ပြပြမကြီးအကြောင်းဖယားရှင်မှာကပြီးတော့တရားတောင်းတော့ကဘုရားရှင်ထံမှာတရားတောင်းတော့ဖတ်လိုက်ရတယ်ယဟန္တာပြမကြီးတဲ့ဘုရားရှင်ကတရားတော်စောင့်တဲ့အနေနဲ့တတ္တဝါတွေကိလေသာသူပြောလို့ဟောခက်မယ်လို့ဘုရားလူလေးတွေးပေးတာတရားတော်စောင့်တာနော်ဘုရားတရားဟောဆန္ဒရောတာဟုတ်ပါဘူးစိတ်ပြတ်တာဟုတ်ပါဘူးတဲ့တတိဆန္ဒတဟာနိစကားရှိတော့ကြောင့်ဘုရားစိတ်ပြတ်တာမဟုတ်ဘူးနော်တရားတော်စောင့်တာတဲ့ပြမကြီးရတဲ့အမဘုရားတရားမဟောရင်တော့လောကကြီးပြတ်တော့မှာဆိုတော့ချင်းဆင်းလာပြီးတော့ဘုရားကိုတရားတောင်းတာဟောပါဘုရားတောင်းနေအိမ်မှာတောင်းကနေမှာတဲ့မြေကြီးမှာဘုရားကိုလူဘာတော့ပြီးတော့ရက်ပြီးတော့မြေကြီးမှာထောက်ပြီးတော့တောင်းမှမို့အေးကိုကျွန်းကြတယ်စိတ်စိမ်ကြတယ်ထောက်လို့မရဘူးနုညံ့လွန်အားကြီးတော့အငွေ့လိုဖြစ်တော့စိတ်စိမ်ကြနေတာတဲ့မြေကြီးထောက်လို့မရဘူးတဲ့အဲဘုရားရှင်ကဩလာရိကရုပ်ဖန်နီးလိုက်လို့ပြောယူရတယ်ထိပ်ရပါလဲဆိုတော့အကျော်တင်းခိုင်းတာဘာလို့ခိုင်းတာလဲမန်တင်းအကျော်တင်းလိုက်လို့ရှိရင်ကြက်မသွားဘူးလားကြက်သွားလို့ရှိရင်တန်းလာတော့မှထောက်လို့ရတာတဲ့အဲ့တော့ဘုရားကဆောက်လို့ရတာဘောင်းနေပေါက်လားလူညာလွန်အာကြီးတော့မှတ်တာနဲ့တရားနယံဖောက်သွားလည်းပဲနယံလည်းမပြည့်စည်ဘူးတဲ့ဘောပေါက်လားဓမ္မကြီးဓမ္မီဖောက်သွားလည်းကျုံသွားလည်းမပြည့်စည်ဘူးတဲ့နယံနုညာလွန်အာကြီးတယ်တဲ့ဟောတော့ဒီမှာတင်းနာဖွဲ့တာရော့သွားတာဟုတ်ဘောင်းနေပေါက်လားအယောင်တော့နုညာပြီးတော့ကိုယ်လည်းကြည်တာအဖေကအမှကြမ်းပေးပါဆိုတော့အကျော်တင်းခိုင်းတာပြောတာပါတင်းတော့မှရန်တန်းတော့မှထောက်လို့ရတာတဲ့ဘောင်းနေပေါက်လားကမ္မဘဝတော့နဲ့လာပြီเนาะစဉ်းစားဘုန်းလည်းအဲ့ဒါကိုဘယ်မှာတော့ပူသိရလဲဆိုတော့တခါတရားဝတ္တခုမှာတမီးလေးတယောက်ကသူကအဆန်းနတ်ပြည်လာတဲ့နဲ့တူပါတယ်နတ်ပြည်ကသူအဆက်တွေရှိတယ်နဲ့တူပါတယ်ဒီမှာသွားလေရမှာအရေးတခုလိုလိုက်နေတာသူ့နောက်မှာသူကမြင်နေရတယ်တဲ့ဒါတိုက်ကထင်ပြီးတော့တိုက်ပွဲထိုးထားဖို့လုပ်ကြတာပေါ့နော်အဲနောက်အနည်းဆုံးစုမှန်တဲ့ပုံနေရာဆိုမှတ်လိုက်ပါဦးလူပြည်က
တို့စီမှာတရက်ဆိုလူပြီမှာ250ဆိုမှလည်းဒီကတရက်ဆိုရင်လူပြီရပါလေ250ဆိုကိုသမီးကိုသူနဲ့သမီးတော်ရင်တို့မှာပါကိုသမီးလေးကိုလုံးနေတူပါတယ်မှန်တော့သွားတယ်လိုက်တဲ့ပုံစံဖြစ်မှာပါအဲ့ဒါမှဒီမှာအသက်20ပဲရှိသေးတယ်ဆိုတော့မနေ့တနေ့လည်းဖြစ်နေတာဟုတ်အဲ့မှသွားလျာပါနေတာအတရားလာဝင်တော့လည်းပဲဘောင်းပေါ်ပါတယ်ဘုရားဒီမထားမိဘူးပေါ့နော်ရလုံးသွင်းနဲ့သူကလေညံကောင်းတော့ဖြတ်တတ်သွားတာဖြတ်တတ်တော့ဒီကဒိဋ္ဌိတကူပြောင်းသွားပြီလေဟုတ်မို့လားရိုးနဲ့တဲ့တာသွားอยู่ပေါ့ဖွဲ့စည်းပုံပြောင်းပြီးတော့အားကောင်းသွားတော့ဖြတ်တတ်တဲ့ညံဝင်သွားတော့အဲ့နှိမ့်တဲ့ဘုံကိုပြန်သွားတော့မလဲဒီတဲ့အရှင်ကဟုတ်မို့လားအားထုတ်နေနဲ့အပေလည်းမသွားတဲ့ဒီမှာသူကဖြတ်တဲ့အားကောင်းတော့စုပ်ပင်နဲ့တဲ့တော့တာသွားတာဟုတ်အဲ့တော့သူနဲ့လိုင်းတယ်ပါဒီလားလိုက်မတည့်တော့ဘူးအဲ့တော့ပြန်မလာတော့မယ့်အနေထားကိုသွားတွေ့တာဟုတ်ပါ့လားပြီးတော့ကလေးကိုသူကဆက်အားမထုတ်အောင်လို့ပြန်လာစေရင်တော့အတင်းဝင်ပြီးတော့ဓာတ်ကိုပူးတာကလေးကတော့မြေကြီးကြလာတော့ဘာဖြစ်မှမသိတော့တရားထိုင်နေတဲ့တိမ်ထဲမှာကြီးတော့ဟောရေးတမိငိုချင်းစိပေါက်လာဘာဖြစ်မှမသိဘူးတဲ့အေးလို့အဲ့အများကြီးရှိတာတော့မှပြီးသူရှိသွားထိုင်တမိလို့အားဆိုင်မှတ်လိုက်ပါဦးဆိုတော့ညံကောင်းတယ်အားဆိုင်မှတ်လိုက်တဲ့ဆရာပေါ်လိုက်ဘေးကထိုင်ပြီးတော့တမာတိကောင်းတမာတိထူထောင်ကြည့်ပြီးတဲ့အခါမှာအော်ဆရာသူ့ကိုယ်လေးကအရေးတစ်ခုကလက်ကြီးတန်းလန်းနဲ့ထွက်သွားတယ်ခါးရည်တင်နေအပြင်ရောက်လက်ကတန်းလန်းလက်ကြီးကကိုင်းတဲ့လက်ကတန်းလန်းဖြစ်နေတယ်ရိတ်တစ်ခုမြင်နေရတယ်မျက်စိမိထားမြင်တော့အဆန်းမဲလို့မလွတ်ဘူးအားဆိုင်တာလေးကတော့စက္ကန့်ပိုင်းပဲရတာလေတကယ်မိတဲ့စက္ကန့်လေး50စက္ကန့်ပဲရတော့မပြတ်ဘူးသူကမပြတ်တော့ပြန်ဝင်သွားရောဝင်တော့တုံးပြီးဖြစ်ပြန်တော့ကဲဒီခါတော့သမီးရဲ့လို့နှစ်ယောက်မှတ်မယ်သမီးရဲ့လို့ဆိုသူ့ကိုထိပြီးတော့သူ့ကအားဆိုင်ပေါ်မှတ်ပေးလိုက်တော့အားနဲ့မြန်လဲတော့လွတ်သွားတယ်လက်ကလွတ်ထွက်သွားတာလွတ်ထွက်သွားတော့မှပဲဘာရိပ်မိတော့မှနမီးတွေအောင်ပြီးပြီးတော့ရခေါ်သားပေးပါလို့ပဲတိုင်တရားတာပေါ့နော်ပြီးသွားပြီဆိုတော့လည်းမတုံတော့ဘူးတော့ဒါမှမလို့သူ့ကိုမှနက်ကတတိတွေကပြန်ကျင်ခဲ့တာဟုတ်ဟုတ်ပါလားပြန်ခဲ့တာဘုန်းတော်ကကြောင်ခေါ်သွားတော့ကျောင်းမှာကလေးမမခေါင်းရင်းဘက်ကဘုန်းထိုင်နေနှစ်ပါးချင်းရထိုင်နေဘာအောက်မှာထိုင်နေပြည်နေတယ်ဘုန်းဖေဘာလို့အဆမ်းမဲတဲ့ဘာအဆမ်းလဲပြောပြမယ်လေတဲ့ဘုန်းကြည့်တာတဲ့ဟိုအငွေ့ဖြစ်ပြီးတော့မမြင်ရဘူးတဲ့ဘုန်းအတန်ပဲကြားနေရတယ်တဲ့နိုးဘုန်းနှစ်ပါးတော့မြင်ရတယ်တဲ့ဘုန်းအငွေ့လိုဖြစ်မမြင်ရဘူးဖေတဲ့အတိုင်းမဲ့ကြားနေတဲ့ဘုရားဆိုတော့ပြဿနာပဲလို့ဘာဖြစ်မှမသိစမ်းရမှာနေဟဲလို့ငါလုပ်ကြည့်မယ်ဆိုအမှအကျော်တွေတင်းတာဖင်နေရှုံးရတာဖင်နေရှုံးအကျော်တွေတင်းတယ်ဟောပေါ်လာပြီးဆိုမှဟောဒါနဲ့တူတယ်ငါကြမတင်းတယ်ဟိုတမီးရဲ့ဆိုပြန်ပြလိုက်တော့ဟောပျောက်သွားပြီဆိုမှအဆမ်းမဲ့အဲ့ဟိုနှစ်ပေါက်ကြည့်တော့တော်တော်တင်းမပေါ်တယ်လို့အဲ့ဒါတော့လည်းပေါက်လာတာနော်ဒီတရားရှုမှတ်လို့ရှိရင်စဉ်းစားကြည့်ကဲတရားပွားတယ်ဆိုတဲ့ကူကမှန်ရောမသွားဘူးလားအလုံးတန်လန်းထားကြရမယ်ဆိုအလုံးဖြတ်လိုက်တယ်ဆိုရင်ပဲတွေးကြမဆက်ရင်ပဲရောမသွားဘူးလားရောတယ်ဆိုရင်မှတ်တာကလပ်စီးလေးတွေလို့တင်းတာနူးညံ့ပြီးတော့အေးတဲ့နေဆိုအယောင်ပြောင်းသွားတာလေဟုတ်ပါလားဒါလေးရဲ့အလုံးတစ်ခါနေတိုင်မမကိုပွားပြီးဆိုရင်တတ်တော်ပေါ်သေးလားပုံနူးညံ့မသွားဘူးလားဖွဲ့စည်းပုံနူးညံ့ပြီးပြောင်းသွားတာပေါ့အဲ့တော့အကျဉ်းများအားသွင်းလို့ရှိရင်ခေါင်းရိုးကျိုးတော့အကျိုးတွေကိုရော့မနေဘူးလားဖွဲ့စည်းနူးညံ့နေတာကိုဟုတ်ပါလားနူးညံ့တော့လက်တဲ့သားလားပြမလို့ဖြစ်တာပေါ့နူးညံ့တာကိုဟုတ်ပါလားနူးညံ့တော့နက်ကမမြင်ဘူးလေဟုတ်ပါလားသူကနက်မြင်လို့ဖြစ်သွားတော့နက်ကမမြင်ဘူးပြမလို့နက်ကမမြင်နိုင်ဘူးလေဟုတ်ပါတယ်နော်အဲ့မှာတော့ပေါက်သွားတော့ဒီလိုပါလားနဲ့လိမ့်ပြီလားပြမကြီးကတော့တင်းလိုက်ခံမှမြည်ထောက်လို့ရတာဟုတ်ကျန်းတန်းလိုက်မှရတာလူညာတော့ထောက်လို့မရဘူးဆိုတာမှန်သွားပြီဟုတ်ပါ့လားဒါမြင်ကမ္မဘာဝနားလည်ပြီလားတို့ကဲခက်လဲအမြဲတမ်းဖင်နေရှုပ်ထားတယ်ပေါင်ကြောကြီးတင်းနေတယ်ကိုကြောတင်းပြီးတော့စိတ်တွေစောနေလို့ရှိရင်ဘွားကနှုတ်မလားကြမ်းမလားဒီကိုပြန်ကဲခက်လိုက်တယ်ပြန်မေးကြောကြီးတွေဘယ်လောက်တင်းလဲဒကာပြတဲ့အသုံးချတဲ့အကျိုးတွေရမောင်ကုတ်ထားတဲ့အကျိုးတွေပခုံးကြောတွေရင်ကြောတွေနောက်ပြီးတော့
ပေါင်းကျိုးရတာခံစားကြည့်လိုက်ကဲပြမျက်စိမိတ်လိုက်ကြခံစားကြည့်လိုက်ကြတရားရှုရမယ်ဆိုရင်ကိုယ့်ဘာကိုပြန်သုံးသပ်ရမှာနော်နဲ့ဒုသလားဗြဟ္မနဲ့ဒုသလားသို့မဟုတ်ဘယ်လေးမကနဲ့ဆက်ဆံဒုလားလို့အမြဲတမ်းတော့ပြန်ကဲခတ်ရတယ်ကဲရောတာတင်တာကိုသိရင်မန်လျှော့ရမယ်တဲ့မန်လျှော့ဆိုတာအကျော်တွေထောင်းတာကိုတင်းတာကိုလျှော့မှာနော်လျှော့တဲ့ခါမှာအတွင်းနဲ့ပဲလျှော့ရနှလုံးသွင်းနဲ့လျှော့ရပါတယ်နှလုံးသွင်းတဲ့ပုံမှုတည်၍စိတ်မြင်ပြောင်းတယ်လို့တဲ့အကုန်ပြောင်းတာပါပဲဟိတုပဋ္ဌာန်အတိုင်းပါပဲခုနေသေးရင်အကုန်တန်းထားရမယ်လို့ထဲထဲဝင်တွေးပါဘုမျက်နှာအမူအရာကုံကလူသေးခဲ့သူရောက်အောင်တွေးလိုက်ပါရုပ်တဲ့ထိုင်နဲ့ပုံလဲလို့သေသွားခဲ့ရင်အိမ်ပြန်မှုအခွင့်အရေးလည်းမရှိတော့ဘူးအားလုံးကတန်းထားမှာရုပ်ဆအဆုံးတော့ပြန်လို့မရတော့ဘူးသာသမီကိစ္စသာမယာကိစ္စလင်သားကိစ္စစီဝါကိစ္စအကုန်လုံးတန်းထားရမှာဒီကိုယ်လုံးကြီးလည်းထားရမှာလို့ထဲထဲဝင်ပုံဖော်ပါရအောင်ပုံဖော်ပါခံရမှုခံစားမှုပါပါပြီနော်ဒီမှာဘာမှလုပ်လို့မရတော့ပါလားလို့တပြင်းချလို့မှန်လျှော့ပါမှန်လျှော့ပေးပါလူတွေဟာဘာမှလှူစားလို့မရလက်ကလည်းလူတွေလိုလက်ဖက်ကလူတွေလိုဖြစ်သွားရမယ်လက်ပြားခြေပြားလူတွေလိုချောက်ပန်းလည်းလူတွေလိုပဲကိုယ်တည်ပြီးသားထားလိုက်တော့လျှော့ချလိုက်ပါလက်ရှုတဲ့မှာလည်းမှန်လျှော့ရှုပါမတင်းနဲ့တော့ဇာဟောင်းလောင်းနဲ့လူဇာပဇာဟောင်းလောင်းနဲ့ပါပဲရော့ရကုန်ပြီးရော့နေပါပြီမှန်လျှော့ထားပါဘာမှစကားလည်းပြောတော့ပါဘူးဒီတော့မှတကယ်ပရမတ္ထအသေးညာတဲ့ပြီမျက်နှာအမူအရာကကျွန်တော်ဒီခမည်းမျက်နှာပါပုံမှန်လည်းခမည်းရဲ့ကိုပါလို့တကယ်ဘောတဲ့အမူအရာလည်းပဲတကယ်ဖွားတည်နေတာပါဖွင့်ပြီးလို့လောင်းမနောမတန်တရားလို့ပေါ်ပဒါရတွေမှာကဖွင့်ပြီးလို့တဲ့တတ်တဲ့ဘောပဲဒီနေတဲ့တကြီးကြီးနဲ့လောင်းနေတယ်ကလမချာမျက်နှာအမူအရာပါတန်တဲ့လို့လောင်းနေတာထိတ်ဆိတ်နေပါတယ်စိတ်သုံးနေပါတယ်လုံးဝစကားမပြောပါဘူးအချိန်နဲ့မြအဆုံးတန်နေတာပါလုံးသွင်းလိုက်ပါရှုစဲကာလမှာလည်းပြီးဆုံးနေတယ်ထုတ်စဲကာလမှာလည်းလောင်ရင်ပြီးဆုံးနေတယ်ရဲနေတဲ့တန်ခါမှရေတန်းကြတဲ့ကဲသူဒီနဲ့အဆုံးတန်နေပါတယ်ဘဝအဆုံးတဏ္ဍာအဆုံးဝိကဲအဆုံးပါပဲဒါအဆုံးပန်းနဲ့ရောက်ပါပြီဒီအမြင့်အမှန်ဆုံးပဲတခြားပြုပဲကိစ္စမရှိပါဘူးဒီအတိုင်းသွားယူမှာပဲအခုချိန်မှာမျိုးလုံးပြန်ဖွင့်မယ်အိမ်ကြောင့်ဒီပါကြောင့်ကျိုးအကျော်တရားပြန်တွေးမယ်လို့ကြတယ်ဖွင့်လိုက်ပါအားစိုက်ကြည့်လိုက်ပါအတုံးကတတ်တော်အဖြစ်နဲ့စကားပြောလို့အားစိုက်ကြည့်မယ်ငါအိမ်လို့အားစိုက်ကြည့်မယ်ဖြေနေတော့ပါပြီအားလုံးကဖြေကြပါဦးနော်ကိုယ့်ရဲ့ဖွဲ့စည်းပုံပြတ်သားအောင်ရဲ့အတင်းအရောထင်ရှားရှားမတွေ့ရဘူးလားတွေ့ရပြီတော့ပေါ့မလားဒီမြင်နှလုံးသွင်းတာကဒီဘက်သူ့ရဲ့နှလုံးသွင်းတိုင်းမှာမှတ်ထားပါဘုဒ္ဓဆိုပြီးဇောဆိုလာတဲ့မြဲပဲတဲ့
အရှိန်ဟုန်ဖြစ်တာပဲဒီဘက်ကအမှားနဲ့ကြတော့ကိလေသာဆိုအရှိန်ဟုန်ကတတ်တော်အထည်ဖြစ်နေထပ်ထပ်ဖွဲ့လာဆိုတော့ချင်းအောင်တဲ့ဖြစ်တော့ကြောင့်ဘွားဖြစ်မနေဘူးလားအရှိန်များရင်များတော့ကြမ်းတမ်းမလာဘူးလားဒီမှာကြတော့ဖွဲ့တာမဟုတ်ဘူးလေပြီးဆုံးရင်ဘွားအဆုံးတကယ်အသေးတဏှာအဆုံးမဟုတ်တဲ့တော့ကြောင့်စကားပြောစရာမရှိတော့ကြောင့်စကားပြောတဲ့အခါတင်းထားတဲ့အကျိုးကပြတ်မသွားဘူးလားပြောကြသွားပြီအတိတ်နဲ့ရှင်တော့ပူရော့မသွားဘူးလားအဲ့တန်ဖိုးထားရမှာအစိမ့်မြင့်တဲ့ဘဝကိုပြောင်းသွားနေတာနဲ့လည်းပြမလို့ပြောင်းပြီလို့သဘောပေါက်ကြမှာအိမ်မိကြပါလားအေးတယ်လည်းပြည့်မနေဘူးလားတောင်ပူစရာဖြစ်နေသူအားစိတ်ဖွဲ့မယ်ဆိုရင်တော့ပင်ပန်းလာပြီလေဟုတ်ပါဘူးလားအဲ့ဒါမှခေါက်ရိုးကျိုးကိုလိုအပ်တယ်ရောပြီးအေးတဲ့နေတော့ခေါက်ရိုးကျိုးကိုလိုအပ်တယ်အမြင်မှန်နဲ့မဲ့ခင်အမြင်မှန်နဲ့ဖွဲ့စည်းကိုခေါက်ရိုးကျိုးသွားလို့ရှိရင်တင်းလို့ရပါဦးမလားဟုတ်တယ်တင်းမဲ့ကြရင်ညာအခန်းစားနေတော့ညာပေါ်လာရင်ပေါ်ဟုတ်ပါလားတင်းနေဆိုရင်တိတ်ထင်ရှားလာတော့ချမ်းသာခံစားလေလေတင်းလို့ဘွားပြောင်းတာသိတယ်ဆိုရင်ဒီတိုင်းထားမှလားဖြတ်တော့မှလားဟေးပေါ့ဒါမြင်အခုစင်တိုးထားပြီနော်ကမ္မဘဝကိုနားလည်ပြီလားဒါမှမဟုတ်အချိန်တိုင်းဘာပေါ့လားဒီစကားအရေးကြီးလို့ဘွားတင်ထားတာဒီတရားရှုရမယ်ဆိုရင်ကိုယ့်ကိုအချိန်တိုင်းပြန်ကြိုက်ခတ်လိုက်နော်တွေ့ရမှာတော့ညာမလာရင်ကံမယ်ဘဝကိုတွေ့ရမှာလေအဲ့တော့ဘယ်ဘဝရောက်နေတယ်လဲဆိုတော့ပြန်ပြန်ရှာတယ်ငါဖွဲ့စည်းပုံကြီးကဘယ်ဘဝလဲဆိုကြည့်လိုက်ဒီရှိတဲ့ဘဝနဲ့ဆက်နေတာနော်တွေ့နေတဲ့ကြက်နဲ့တွေ့ရင်ကြက်ပဲဘဝနဲ့တွေ့ရင်လည်းဘဝပဲနက်နဲ့တွေ့ရင်လည်းနက်ပေါ့ဟုတ်ရဲ့လားဒီမျိုးတွေတက်တရားလည်းအနာဂတ်ကိုတိဆောက်တာဖြစ်မနေဘူးလားဒီလက်ရှိအတိုင်းတော့အမြဲတကယ်ခိုက်ရမယ်ဟုတ်ပါလားလမ်းသွားတဲ့ကဲခတ်လိုက်တင်းလို့ဖွဲ့စည်းကိုကြမ်းလာပြီဆိုရင်ကြာထားမှလည်းဖြတ်ရမှာလားအဲ့ဒါလည်းမခက်ပါဘူးနေတံမမနေတော်မတမီနတာဝန်ကညနေရှင်းပြီးဖွဲ့စည်းကိုပြောင်းမသွားဘူးလားဒါမြင်အပယ်လေးဝနာလို့ကြမ်းတမ်းနေမှလားနှက်ပြမလို့နူးညံ့နေမကောင်းလားဟုတ်ပါလားရမယ်နော်မသိခင်သောတာပန်တိအနန္တပြမဆိုစကားဒိဋ္ဌိရှိလို့ဘုရားဟောပေးခဲ့တာလေတကယ်ဖြစ်စင်မယ်တော့ပေါ်ရလားကဲမသိအနန္တဆိုရင်ဒီခါဖွဲ့စည်းကိုရှိပါအောင်တော့မလားတော့ပေါ်လားပြည်နေပြီးသားကိုရော့နေပြီလေတကယ်သိပြီလို့သိလို့ရှိမှတော့ကဲပုဒ္ဒရာတရားနဲ့အာထုတာအားကောင်းမသွားဘူးလားအားကောင်းရင်တခါဖွဲ့စည်းကိုလာပါအောင်တော့မလားသာမသိအနန္တသိယဟန္တာခန္ဓာဇတ်သိပြီဟုတ်ပါလားအိမ်မိတယ်နော်အာမင်ဘုရားကြီးလည်းပဲတကယ်တော့မခေပါဘူးအခုချိန်မှာတော့တရားတရားကိုမှန်းစားပြီးတော့ဒေတယ်ကဲလို့တွေးပြီးတော့ယူရတာလေတကယ်သိပြီးတော့အားဆိုင်တဲ့ချိန်မှာညလေးတဲ့မသွားဘူးလားဒါမလို့သိမေကတကယ်မထင်ဘူးလေအမြဲတမ်းမရတာအဲ့ဒါကြောင့်မရတာနော်ဒါမလို့တေကန်ကြီးကြတော့တကယ်သိမှကျင်းတယ်တော့ဒီညာလွတ်ပါတော့မလားလွတ်ပါပါဘုရားဘုဒ္ဓဘာတောင်းမလို့သောတာပန်အနေထားတဲ့အရှိမတက်တာကသိရင်တရားကိုထဲထဲဝင်မခံစားလို့မတက်သေးတာဟုတ်မို့လားနားလည်တယ်နော်ထဲထဲဝင်တကယ်သေပေါက်သူကကျုံတဲ့ကျုံကညာအားဆိုင်နိုင်ပြီဆိုတော့အနန္တဖြစ်သွားတာတဲ့ဟုတ်မို့လားနားလည်ပါတယ်နော်ဒါမြင်ရှေ့ကိုဒီတိုင်းပဲသိခင်မာရီကအဆင့်တက်ချင်ရင်သိရင်တရားကိုထဲထဲဝင်အားဆိုင်ရင်မရဘူးလားဟုတ်မို့လားဟိုဒီမှာပဲချိန်မြင့်တင်နေတော့ယူဆိုင်ပြီးတော့တော့ရပြင်းပြင်းနေဆိုရင်ဒီညာပိုရက်မလာဘူးလားအင်းဖွဲ့စည်းပုံနဲ့ပုံနုညာမသွားဘူးလားမရိပ်မိပြီလားတော့ပေါ့ပြီနော်တမကညာမတိုးပဲနဲ့ညာတက်ပါမလားနားလည်ပြီနော်ဒါမြင်ကမ္မဘဝကိုသူဖြစ်ခံစားပြီးနဲ့နားလည်ကျင်တတ်ပါပြီကဲကိုပြန်ခံစားကြည့်မျက်စိမိပေါင်းခံစားကြည့်ပါဦးမျက်လုံးတွေမှာရှိတဲ့ကြွသားအောင်ရောဒီစကားပြတဲ့အသုံးချခံရတဲ့နှုတ်အုံနေမေးတဲ့ရောဒီဖွဲ့စည်းပုံနေလေကုတ်လေပင်နေရင်ရောဒီနောက်မိဆုံးကြောပေါင်ရောကိုခံစားကြည့်လိုက်ပါဦး
နေသေးရင်အာလုံးတန်လန်းထားကြရမှာပါလို့ဘုံဖြတ်ပလိုက်တွေးရပ်ပလိုက်ပြီးတော့မျက်နှာအမူအရာလူသေးကဲ့သို့ပြနှလုံးသွင်းလိုက်ပါကိုယ်မူရတဲ့ရှိမူရအားလုံးကလူသေးကဲ့သို့နှလုံးသွင်းလိုက်ရင်အကုန်လုံးအကျော်မှန်နေရော့ပါတယ်ခြိထားတဲ့သဘောရော့ပါပြီအဲ့ဒီမှာဘာတွေ့လဲပြီးတော့တဲ့စကားမပြောဘဲနဲ့ခန္ဓာ၅ပါးဖြစ်ဖြစ်ကိုကောင်းတွေ့ပါပြီတင်လာလိုက်ရော့လာလိုက်အမူအရာပါလေးအဝိလိုပေါ်တာဖြစ်ရင်ဉာဏ်မျက်စိနဲ့ကြည့်ဉာဏ်နာနဲ့ထောင်းတော့မှစကားပြောတဲ့တတ်တော်လုံးဝမရှိဓမ္မသဘောတတ်တန်လျက်လို့အချိန်နဲ့အမျှတကယ်ကိုပြီးဆုံးနေတာပါအဆုံးသတ်နေတာပါပြီးဆုံးရင်ကုန်လုံးစီမှန်ရော့တဲ့ရော့လို့အေးတဲ့အေးလို့ဖွဲ့ပြီးတော့ပြောင်းသွားပါပြီလို့သဘောကျကြပါကျိုးစဲကာလမလည်းစကားမရှိပဲနဲ့ဘုရားဓမ္မတွေးလိုက်တယ်နဲ့ညံတက်လိုက်တယ်နဲ့အိုးပြီးအကျိုးရော့သွားပါတယ်ထုတ်စဲကာလမလည်းအကျိုးပူရော့ပါတယ်ကျိုးစဲမှလည်းပဲအမှန်တည်းဘုရားဓမ္မနဲ့သွားလိုက်ရင်အကျိုးတွေပြီးတော့အပွဲစီကိုပြောင်းသွားတာအမှန်မှန်ဒီနဲ့ဖွဲ့တဲ့ခြေသားလေးခန္ဓာထုံးဖွဲ့မှုတွေပြီးသွားပါတယ်တခါရှုတဲ့ညာနာတဲ့လိုက်ဘာပြောင်းသွားတာမရောလို့ခန္ဓာကိုယ်နဲ့မိတ်တွေကပြောင်းလာတဲ့အကြောင်းလေးပြောင်းသွားတယ်ဒါယုံကြည်ထားပါအေးတာပူပူလာပါတယ်ပူရော့လာပါတယ်တခါရှုတိုင်းထုတ်တိုင်းတခါရှုပြီးတိုင်းထုတ်ပြီးတိုင်းပူရော့သွားတယ်ဘုရားဓမ္မသင်္ခါရတဲ့တိုင်းဟာဖွဲ့တာရှိတယ်ပြီးသွားတာပါလို့တော့ပေါက်ကြပါတခါယူစိမြတ်တော်တခါမှမကတာတခါယူလိုက်တာနဲ့ဒီဘုံတသိန်းကျော်မကတော့တတိတွေပြောင်းသွားတာဖြစ်တာလို့တော့ပေါက်ကြပါလုံးဝတိတ်ဆိတ်နေပါတယ်စိတ်သုံးနေပါတယ်ဟောမီဒီအမြင်ကိုတက္ကလုံးသွင်းကြပါဘုန်းတို့ည9 နာရီခွဲမှပြန်ခေါ်ရမယ်အဲ့တဲ့အမွေနဲ့ကျင့်ကြပါအားထုတ်ကြနော်အဲ့ဘယ်ကတော့လိုက်မနော်နမောတတ္တဗုဒ္ဓဝါတုအရဟတုသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတုအရဟတုသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတုအရဟ